ကတိရှိရဝင်းရင်လောက်ပဲသုံးမယ်အဲဝေးလေးလည်းစီးကျင်နေဆိုတဲ့လူချင်းများအတွက်ကျွန်တော်တို့ရှိမှာအခက်အချီတန်းရန်ကုန်လိုင်စင်လေးနဲ့အဲဝေးလေးတစ်စီးရှိမယ်အရောင်လေးကတော့ Sky Blue ရောင်လေးဖြစ်ပါမယ်ခင်ဗျမော်ရီယာဖြစ်2005လေးထွက်မယ်အင်ဂျင်ပါပါ1500cc လေးပါခင်ဗျလုပ်ငန်းမဲ့သုံးမလားအိမ်မဲစီးမလားနှမျိုးလုံးသုံးလို့ရမယ်ဟွန်ဒါအဲဝေးလေးပါခင်ဗျကျွန်တော်ရောင်းချပေးမယ့်ဈေးနှုန်းလေးက998သိန်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်အခက်အချီတန်းရန်ကုန်လိုင်စင်လေးနဲ့ရပါမယ်ခင်ဗျကဲဒါဆိုရင်တော့ကျွန်တော်အတွင်းကန်းလေးရိုက်ပြပေးပါမယ်ကဲအတွင်းကန်းတော့ကျွန်တော်လက်စားစုလေးတွေတသက်ရဲဆုပ်ပေးထားမယ်တူတုံးရောင်လေးဖြစ်ပါမယ်ခင်ဗျ TV back camera တွေပါမယ်အဲဝင်လေးအေးပါမယ်ခင်ဗျ Honda brand ဆိုတော့စီစားလေးလည်းတက်တာပါမယ်အပေါ်က side cover တွေကိုရပြလုံးဝမရှိပါဘူးခင်ဗျ power 4ပေါက်ပါပါမယ်အင်ဂျင် power 1500cc လေးပါခင်ဗျကဲဒါတော့အလဲခန်းလေးပဲဖြစ်မယ်မိသားစုခြေရုံလည်းစီးကျင်တယ်ဆိုရင်တော့ကျောရှိမှာဒီကောင်လေးရှိမယ်အဲဝင်လေးလည်းနိုင်နေပါမယ်ခင်ဗျ highway ဘာညာသွားလို့လည်းကောင်းပါမယ်1005လေးပါခင်ဗျအနီနဲ့လေးတော့ပါပါတယ်ကဲနောက်ဖုံဘောနဲ့ဆိုရင်လည်းကျွန်တော်တို့ဖြုတ်ထားတာမရှိပါဘူးနောက်ခန်းကိုလည်းကျဲပါတယ်ခင်ဗျကဲနော်ဒါပစ္စည်းလေးလည်းတင်နေတယ်ဆိုတော့လူကြီးမိဘများအတွက်ကျွန်တော်တို့ရှိမှာကဲဒီကောင်လေးရှိမယ်နောက်ကျန်ကလေးတွေဆိုလည်းဆေးပြန်ဝင်ထားတာမှုတ်ထားတာမရှိပါဘူးအဆွေးပြူနာစာခင်းပါမယ်ခင်ဗျရောင်းချပေးမယ့်ဈေးနှုန်းလေးက998သိန်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ခင်ဗျဒီကားလေးနဲ့ပတ်သက်ပြီးတော့မှငွေချံအလေးထက်ရေးကြအကုန်ရပါမယ်ကဲဒီကားလေးကိုစိတ်ဝင်စားလို့လာရောက်ကြည့်ရှုနေတယ်ဆိုရင်တော့အရှိတကုံရသားတွေ one way လမ်းမကြီးပေါ်ကြည့်ရမှာပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်ရှိမှာတခြားအိမ်ကြီးတွေများစွာရှိပါဦးမယ်ခင်ဗျာကျွန်တော် Nissan Note လေးလည်းရှိပါမယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ပြီးမှပြန်လည်ဆုံတွေ့ကြပါမယ်